နိဩဝါဒစာပထမဆောင်ခန်းကြီး9ညီကိုတို့ကကာလအချိန်များကိုသင်တို့အားရေး၍ပေးလိုက်เสียအကြောင်းမရှိအဘယ်ကြောင့်နည်းဟုမူကားတကိုးသည်ညအခါလာတကဲ့သို့သခင်ဖျား၏နေ့ရက်သည်လာလိမ့်မည်ကိုသင်တို့သည်သေချာစွာသိကြ၏ငြိမ်ဝှက်ခြင်းရှိ၏ဘေးအန္တရာယ်နှင့်ကင်းလွတ်၏ဟုဆိုစဉ်တွင်ကိုယ်ဝင်ဆောင်သောမိမ၌တားပွားခြင်းဝေဒနာရောက်တဲ့ကဲ့သို့သူတို့အပေါ်၌လင်းမြန်စွာသောပျက်စီးခြင်းရောက်၍လွတ်ခြင်းအခွင့်မရှိရကြသို့တော်လည်းညီကိုတို့ထိုနေ့ရက်သည်တခိုးကဲ့သို့သင်တို့အပေါ်သို့ရောက်လာမည်အကြောင်းသင်တို့သည်မောင်မိုက်၌နေကြသည်မဟုတ်သင်တို့အပေါင်းသည်အလင်းဤသားနေဤသားဖြစ်ကြ၏ညဤသားမောင်မိုက်ဤသားမဟုတ်တို့ဖြစ်၍အခြားသောသူတို့သည်အိပ်ပျော်တကဲ့သို့ငါတို့သည်အိပ်မပျော်ဘဲတမာတတိရှိ၍စောင့်ကြကုန်အံ့အကြောင်းမူကားအိပ်ပျော်သောသူတို့သည်ညအခါအိပ်ပျော်တတ်ကြ၏တေရတရနှင့်ယမှုသောသူတို့သည်လည်းညအခါယမှုတတ်ကြ၏နေဤသားဖြစ်သောငါတို့မူကားတမာတတိရှိကြကုန်အံ့ယုံကြည်ခြင်းချစ်ခြင်းတည်းဟူသောယင်ဥဒ္ဒစာကို၎င်းကဲတင်ခြင်းသို့ရောက်မည်ဟုမျှော်လင့်ခြင်းတည်းဟူသောတန်ခမောက်လုံးကို၎င်းဝတ်ဆောင်ကြကုန်အံ့အမျက်တော်ကိုခံစေခြင်းကဘုရားသခင်သည်ငါတို့ကိုခံထားတော်မူသည်မဟုတ်ငါတို့သခင်ယေရှုခရစ်အားဖြင့်ကယ်တင်ခြင်းကိုပိုင်ရစေခြင်းကခံထားတော်မူ၏ငါတို့သည်နိုးလျက်ရှိသည်ဖြစ်စေအိပ်ပျော်သည်ဖြစ်စေထိုသခင်နှင့်အတူအသက်ရှင်မိအကြောင်းငါတို့အဖို့အသေးခံတော်မူ၏ထို့ကြောင့်သင်တို့သည်ယခုပင်ပြုသည်ဤသူအချင်းချင်းတိုက်တွန်း၍တရားကိုတရားတည်ဆောက်ကြလော့ထိုမှတပါးညီကိုတို့သင်တို့တွင်အမှုတော်ကိုဆောင်ရွက်ခြင်းတကယ်ပြအခွင့်နှင့်အုပ်ဆိုးခြင်းတတိပေးခြင်းအမှုကိုပြုသောသူတို့ကိုတိမှတ်၍သူတို့ပြုသောအမှုကြောင့်မေတ္တာစိတ်နှင့်အလွန်ချစ်ခင်လေးမြတ်မိအကြောင်းငါတို့သည်တောင်းပန်ကြ၏အချင်းချင်းအသင့်အသင့်နေကြလောတပန်လုံးညီကိုတို့မတရားစွာပြုသောသူတို့ကိုတတိပေးကြလောစိတ်ငယ်သောသူတို့ကိုအားပေးကြလောအားနည်းသောသူတို့ကိုထောက်မကြလောတသိမ်းသောသူတို့အားရှေသောစိတ်ရှိစေကြလောသူဘာ၌အဘယ်သူမျှပြန်တော့မကူစေခြင်းမှာတတိပြု၍အချင်းချင်းတို့၌၎င်းခတ်သိမ်းသောသူတို့၌၎င်းကာလစဉ်ကြိုးစား၍ကျေးဇူးပြုကြလော့အစင်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့မချားမလက်ဆုတောင်းပတနာပြုကြလော့တရားရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလော့အကြောင်းမူကားသင်တို့သည်ထိုသို့ကျင့်စေခြင်းကယေရှုခရစ်၌ဖျားသခင်အလိုတော်ရှိ၏ဝိညာဉ်တော်၏အရှိန်ကိုမငြိမ်းစေကြနှင့်ပရောဖက်ပြုခြင်းကိုမထီမဲ့မြေမမှတ်ကြနှင့်ခတ်သိမ်းသောအရာကိုစုံစမ်း၍ကောင်းသောအရာကိုအမြဲကင်ဆွဲကြလော့မကောင်းသောအမှုအမျိုးမျိုးရှိသမျှကိုရှောင်ကြလော့ယဉ်သက်ခြင်း၏အရှင်ဖျားသခင်ကိုတော်တိုင်လည်းသင်တို့ကိုအကုန်အစင်တန်ရှင်းစေတော်မူပါစေသောငါတို့သခင်ယေရှုခရစ်ကြွလာတော်မူသောအခါသင်တို့၏ကိုယ်ခန္ဓာစိတ်ဝိညာဉ်အပေါင်းကိုအပြစ်တင်ခွင့်နှင့်ကင်းလွတ်စေခြင်းကစောင့်မတော်မူပါစေသောသင်တို့ကိုခေါ်တော်မူသောသူသည်တစ္ဆာနှင့်ပြည့်စုံသည်ဖြစ်၍ထိုသို့ပြုတော်မူလိမ့်မည်ညီကိုတို့ငါတို့အဖို့ဆုတောင်းကြလော့ညီကိုအပေါင်းတို့ကိုတန်ရှင်းသောနန်းခြင်းနှင့်နှုတ်ဆက်ကြလော့ဤစာကိုတန်ရှင်းသောညီကိုအပေါင်းတို့အားဖတ်စေခြင်းကသခင်ဖျားကိုတိုင်တည်၍ငါသည်သင်တို့ကိုဒိဋ္ဌံတစ္ဆာပေး၏ငါတို့သခင်ယေရှုခရစ်၏ကျေးဇူးတော်သည်သင်တို့၌ရှိစေတည်းအာမင်